ရေမောင်လေးမမကူလောရတာလေးဂရင်းတွေ့နေ ညတက်ဆက်ကြည့်လို့ဖြစ်နေ မောင်လေးမထားမထိုင်မောင်လေး ကဲပါပါ မောင်လေးလေလောတာဖုန်းလေးခါလာဦးမယ်လေမောင်လေးကလောမြင့်ချင်းတော်မထားဘူးဇွတ်မောင်လေး အဲ့ရမရအစီရောပြေလား ထိုင်လို့အမေဆိုင်ကညင်သားသွားစပင်ညက်ဆိုင် ပါရဲ့ ညင်သားသွားစပင်ညက်ဆိုင် နာမည်နဲ့လိုက်တယ်ညင်းသားသားသပင်ညက်ဆိုင်နဲ့ မောင်လေး ညာ ညနာစပင်ညက်မယ် ညင်းသားသပင်ညက်ညင်းသားဟုတ်ပါ မျက်နှာကိုလည်းမျက်နှာကိုလည်းပေါင်းတင်မျက်နှာကိုပေါင်းတင်မယ် ဟုတ်ကဲ့ပါမ ရွှေသွင်းမယ် ဟုတ်ကဲ့ ရွှေကိုလေးလိုက်သွင်းမလားအချောင်းလိုက်သွင်းမလားမောင်လေး တော့အချောင်းလိုက်တယ်ရွှေ6ရက်ရှိ ဓ တယ် မ္မတို့ဆိုင်မှာရွှေရမျိုးစုံရှိတယ်မောင်လေးအချောင်းလိုက်ထိုးရတာကြီးတယ်ကျိုးထိုးတာကိုခေါ်တာပေါ့မောင်လေး ပစ္စည်းစုံရှိတာ ပရေတွန်းတာလေးတွေအကုန်လုံးကိုဆွဲချပြီးတော့လိတ်သွားအောင်လုပ်ပေးလိုက် ကျွန် မယ် တော်တော့ပရေတော့သိမတွန်း မတွန်း မင်းလိုက်ချင်သူ့အိမ်ကြီးလိုက်သွားတယ်သူလိုက်ပေးလိုက်မယ် ဟိုဒါအသားလေးဖြူတယ်ဟိုသပင်ကေလေး ပင်ညက်မယ်မျက်နှာပေါင်းတင်မယ်ရွှေသွင်းမယ် ဟုတ်ကဲ့ပါ ဟုတ်ပြီဟောမောင်လေးကိုစပင်ညက်လို့ရှိရင်မောင်လေးစပင်တွေကအများကြီးဆိုတော့လေကျဲနေတော့ အများကြီးဘာကိစ္စကြေးရ မ လဲ ဟုတ်ပေါ်တာတွေကျဲကုန်လိမ့်မယ် အေးပါအေးပါအေးပါ ညက်လို့ရှိရင်လေအမပိတ်စာလေးတောက်လိုက်မယ်နော် အာကဲဒီတလုံးမလာလာထိုးတယ် တိခံလေတကယ်ချင်း မောင်လေးက မင်းလာတော့ကိုရေးကြည့်တာ မောင်လေး အမြင်မလေးပေးတော့လာရ မပိတ်စာလေးတောက်လိုက်မယ် ဟုတ် နော် ကဲ့ပါဟုတ်ကဲ့ ဒမေရတနာ